ဒီနေ့တော့ကိုရီးယားကိုပြန်တဲ့ခါကျရင်တည်သွားဖို့အတွက်ငချောက်ငချမ်းလေးတွေတောင်းဝယ်ပါတယ်။ပမာဝယ်လဲဆိုတော့တီတီမင်္ဂလာဈေးမှာတောင်းဝယ်တယ်။အများနဲ့ဝယ်ရင်တော့တီတီမင်္ဂလာဈေးကဈေးသက်တာတယ်လေ။ဒီကြက်ဥချောင်းဝဲဥချောင်းတော့တည်လို့မရဘူး။ဒါပေမဲ့ဒါအိမ်မှာစားဖို့အတွက်ဆိုပြီးတော့ကြက်ဥချောင်းဝဲဥချောင်းတော့ဝယ်တယ်။ဆွမ်းနာပြောလို့ပဲတီတီမင်္ဂလာဈေးကအနည်းဆုံး50သားတပိတ်သားအဲ့လိုမျိုးတွေဝယ်ရတယ်ပေါ့လေ။အနည်းတွေတော့မရဘူး။ဒါပေမဲ့အပြင်ဈေးတွေမှာဝယ်တာထက်များများဝယ်တယ်ဆိုရင်ဒီမှာပို့ပြီးတော့တန်နေ။အဲကြောင့်မို့လို့ကျမတို့ကိုရီးယားပြန်တဲ့အခါကျရင်မိသားစုတွေစားဖို့ကျမစားဖို့တခါတည်းကိုငချောက်ငချမ်းနေဒီမှာသွားဝယ်တာဈေးသက်တာတယ်ပစုံရောက်တည်ဆိုလဲကောင်းတယ်ဈေးလဲသက်တာတယ်အကုန်လုံးကတော့ဈေးသက်တာပါတယ်ဒီအသီးရွက်တွေကကြတော့တချို့တလေရကြတော့အချောက်ခံပြီးတော့ကိုရီးယားကိုတည်မယ်တချို့ဟာတွေကြတော့အခုလက်ရှိအိမ်မှာစားဖို့ပေါ့လေမကြီးရွက်တို့အစုံမှာပဲကျမအချောက်ခံတဲ့အသီးတွေအများကြီးပဲတည်သွားမှာအသီးတွေကတော့အဆင်ပြေရလေဒါကတော့အကြိုက်ဆုံးတင်ရင်းသီးပေါ့လေတချို့ဆိုင်တွေကတော့ကနည်းနည်းမရဘူးလက်ကားပုံစံအများကြီးရောတချို့ကြတော့လေအိမ်စားတွေအတွက်ရောင်းပေးတာလည်းရှိတယ်အသီးနှံနေတဲ့မှာလေဒါတော့မြန်မာဒူရင်ဒီတစ်လုံးကို1000ခွဲပဲရှိတယ်မြန်မာအသီးကတော့ကွာအထက်မှာအစစ်ကြီးတယ်အသားတော့နေဒါပေမဲ့တော်တော်လေးချိုတယ်စားလို့ကောင်းတယ်လို့ပြောတယ်အိမ်မှာလည်းကွာမိမိချိုတယောက်ပဲစားတာဆိုတော့လေ